ဟေးဘာမှမဘူးနဲ့အဲ့ဒါလည်းပြန်ဆက်စရာအကြောင်းမရှိဘူးရှင်းတယ်နော်ငါမင်းကိုတက်ကူညီတယ်ဆိုတဲ့သဘောလေးပဲအေးနောက်ကအကူညီလိုတယ်ဆိုရင်လည်းပြောသဘောပေါက်တယ်နော်အကူညီလိုရင်ပြောကျေးဇူးပါအကိုအေးပါရပါတယ်မင်းရတယ်ဟုတ်ဟိုကျွန်တော်တခုလောက်မေးချင်လို့ ဟုတ်ကဲ့မေးလေ ဒီနားမှာလေနားဝန်းကျင်မှာပေါ့ဟိုဘယ်ကတသိန်းပတ်ချလောင်းနဲ့ပတ်ချလေလောင်းနဲ့ငှားလို့ရမယ့်အိမ်လေးမရှိဘူးလား ကျွန်တော်တို့ရုပ်ကောက်ထဲမှာတော့အိမ်ငားမယ်ဆိုတော့မကြားမိဘူးဗျကျွန်တော်လည်းပွဲစားမို့တော့မသိဘူးပေါ့ဗျာ ခဏနေပါမကြီးဟိုဘယ်လိုအိမ်ငားချင် ဟိုအိမ်ကလေဟိုကျွန်တော်ရဲ့ကျွန်တော်မိမရဲ့ကျွန်တော်အမေရဲ့ပေါ့တော့နေမှာလူကြီးတော့နေမှာဟိုတင်းတင်းလောက်ပဲလောက်ဆိုရင်ရတယ်ဗျာဟိုကျွန်တော်လိုက်ရှာတာလည်းဒီနားမှာတသိန်းခွဲလို့ပြီးတော့ဇော်ကလည်း10သိန်းလို့တောင်းနေဗျာပြီးတော့ဟိုနားမှာကျွန်တော်သွားကြည့်တဲ့အိမ်ကလည်း6လောက်ချုပ်ရမယ်ကျွန်တော်လည်းမတက်နိုင်ဘူးဗျာအရန်တော့ရောက်ကျွန်တော်ဒီဘက်ဘက်အိမ်စင်ပြရတော့လို့မှလည်းမသိဘူး ဒီလိုလုပ်ပါလားအခုကအိမ်ကြီးကတော့ဟုတ်တယ်ငားရင်တော့အကုန်လုံးကသဘောတွေနဲ့ကြီးပဲတင်ရတာငါအိမ်တစ်လုံးတော့ရှိတယ်ဟိုမင်းဘယ်လောက်ဆိုရင်ရလဲတစ်လောက် တသိန်းလောက်ဆိုရင်ကျွန်တော်တက်နိုင်ပါ သဘောမတက်နိုင်တာ ဟုတ်တယ်စဘောမတက်နိုင် တစ်လောက်တစ်သိန်းမလုံးနဲ့နော်9000ပဲပေး တကယ်ပြောတာနော် 9000ပဲပေးငါကူညီတဲ့သဘောလေးပဲ ဝမ်းသာလိုက်တာဗျာတကယ်ဝမ်း နော် သာတယ် အဲ့တော့နောက်အကူညီလိုရင်လည်းပြော ဟုတ်ကဲ့ဟုတ်ပြီလားအားနာကြမလို့နော်အကူညီလိုရင်ပြောအဲ့ကတော့အဲ့ဒီအိမ်ကိုတစ်ချက်လိုက်ကြည့်လိုက် ဟုတ် တစ်လား9000တစ်လားပြီးတော့မှတစ်ခါရှင်း ဟုတ်ကဲ့ ဖြစ်လား အရန်ကျေးဇူးတင်ပါ လာအဲ့ဒါဆိုအိမ်လိုက်ကြည့်လိုက်နောက်နေ့ကျရင်ပြောင်းလာလို့ရအောင်โอเคလား တွက်လက်ကြီးနဲ့တွေ့ခဲ့တာ ဟုတ်တယ်ဗျာ ခုတော့ကောင်းတယ်တွက်လက်ကြီးကအရင်ကူညီတတ်တာဒီမှာအဖိုးအဖွားတွေကြီးကလာတော့လားချုပ်ပတ်တယ်ရှိကူညီတာပရိဟိတသမားကြီးအရင်စေတနာကောင်းတာမရှိစင်းရဲသားတွေဆိုရဲဘေးကစွန့်ကျဲတကယ်ပါစိတ်ထားအရင်ကောင်းတာ ဟိုတနေ့ကသူတို့ကောင်းတဲ့တွေ့ရတာ အေးဟိုတနေ့ကဒီမှာနေထိုင်မကောင်းတဲ့လူ ဟုတ် ဟာတခါတည်းကားနဲ့စိတ်ကပတ်ပူပြီလားဘလောက်စိတ်တနာကောင်းလဲဆိုတာလေသိလား ဟုတ်ကဲ့ ဟုတ်တယ်ဟုတ်တယ် ခဏသာသိလားအဲ့တွက်လက်ဘလောက်စေနာကောင်းလဲဆိုရင်ဟိုတလောကပဲပြီးခဲ့တဲ့တလားကျော်လောက်ကပေါ့ကျွန်တော်ရောက်ခပါကြီးပိုးတီတာပိုးတီတော့ချက်ချင်းသူရောက်လာတယ်ဗျာအကူကြီးပေးနေတာကြအေးအဲ့ပိုးတီတော့သူကားနဲ့ချက်ချင်းသေးုံခေါ်သွားအဲ့အားကြောင့်ကျွန်တော်ရောက်ခပါကြီးအခုဒီအသက်ရှင်နေတာကဲကိုတို့ကကျွန်တော်တွက်လက်ကြီးသူနဲ့မပြေဘူးအခုကဲနောက်တစ်ယောက်ကဲလိုက်ပြန်ပြီတွက်လက်က ကံကောင်း ကျွန်တော်တော့လေကျွန်တော်သူတော်ကောင်းနှကောင်းမတယ်လို့ပဲခံယူထားတယ်ဗျာသိလားဟိုဘယ်လိုပဲဖြစ်လေဒီလိုသူတော်ကောင်းတဲ့တူတာကျွန်တော်အယံဝမ်းသာတယ်ဗျာကျွန်တော်အယံကန်ကောင်းနေပြီလို့ကျွန်တော်သတ်မှတ်ထားတာသိလား ဟုတ်တယ် तू ကအကုန်လုံးကိုကူညီတတ်တာ तू ပြောနေကြစကားတစ်ခွန်းတော့ရှိအကူညီလူရင်ပြော ကိုကြီးခေမမလို့လား အော်လောလောအိမ်ကဒီမှာမရသေးဘူးလေကလေးကဒီဟိုပုံတော့အစင်ပြေတိုင်းခါကျရင်ဒီကောင်းတဲ့ညာကိုငားပေးမှာပေါ့ ကိုကြီးကလို့ထီရလေလူကြီးကလေဘာမှမရှိဘူးနည်းနည်းလေး